တလောကလုံးကကလေးစာခွေဆုံအားလုံးသိကြတဲ့ YouTuber Billionaire လုပ်ငန်းပေါင်းများစွာပိုင်တဲ့ businessman တစ်ဖြစ်လဲ Mr Beast လိုလူမျိုးကသူ့ဗီဒီယိုတွေကိုဒေါ်လာတန်းပေါင်းများစွာအရှုံးခံပြီးတော့ထည့်ဖြောနေရတယ်လို့ကျွန်တော်ပြောခဲ့မယ်ဆိုရင်မိတ်ဆွေတို့ယုံကြမယ်မထင်ဘူးပြီးခဲ့တဲ့2024တစ်နှစ်ထဲမှာတယ် Beast Industry ရဲ့ media ဘိုင်းကနေပြီးတော့ဒေါ်လာတန်း100ကျော်အရှုံးပြခဲ့တယ်ဆိုတဲ့ကိစ္စကိုသူတို့ကိုယ်တိုင် public မှာဖွင့်ပြောထားတာရှိတယ်ဆိုတော့ Mr Beast လိုမျိုး YouTube မှာ video တစ်ပုဒ်တင်လိုက်တိုင်း view တန်း50တန်း100 AC ပြေးမလွတ်တဲ့ content creator မျိုးကဘာကိစ္စဒီ media ဘိုင်းကနေပြီးတော့အရှုံးပေါ်နေရတယ်လေတခါပို့ပြီးစားရတဲ့ခုကအခုလိုမှသူ manage တဲ့ network ကမကိုက်ဘူးဆိုရင် video တွေလုပ်တဲ့နေရာမှာ budget short သုံးတာတော့တခါသူစုပေးတဲ့ကိစ္စတွေသူ giveaway ပေးတဲ့ကိစ္စတွေ short လိုက်တာတော့ဒါမျိုးတွေလုပ်လို့ရတာပဲအဲ့ဒါကိုဆရာသမားတစ်ခုမှပြန်တာစင်တာမလုပ်ဘဲနဲ့သူ video တွေကိုဒေါ်လာတန်ပေါင်းများဆိုဆက်ပြီးတော့ဖြောနေတော့ဆက်ပြီးတော့ invest လုပ်နေတော့မယ်ဆိုတော့ဘာလို့လဲ Mr Beast ကဘာကိစ္စတလောက်ဒေါ်လာတန်ပေါင်းများဆိုအရှုံးခံနေရတာလေသူ test write off လုပ်ချင်အောင်တတ်တဲ့အတွက်လားဒါမှမဟုတ်သူ့မှာကျွန်တော်တို့မမြင်ရတဲ့ပုံမှန်မျက်စိနဲ့ကြည့်အောင်နဲ့သတိမထားမိတဲ့သူ့ရဲ့ grand plan ဘာရှိတယ် YouTube ဘက်ကမှတော့လဲအရှုံးပေါ်နေရဆိုရင် Mr Beast ကဒေါ်လာဘီလီယံပေါင်းများဆိုဘယ်ကနေဝင်နေတယ်သူဘယ်လိုမျိုးကြီးကျန်းဖန်ကနေပြီးဘီလီယံနာဖြစ်လာလဲ Mr Beast ဆိုတော့ YouTube ဆိုတာကလူတွေရဲ့ attention ကိုစုပေးတဲ့စက်တလုံးသက်သက်ပဲဖြစ်နေမလား Mr Beast က YouTube ကိုဘန်းပြပြီးတော့နောက်ွယ်မှာဒေါ်လာဘီလီယံပေါင်းများစွာတန်တဲ့ empire တွေကိုဘယ်လိုမျိုးပုံစံနဲ့စောင့်နေလဲဒါတွေအကုန်လုံးသိဖို့အတွက်ကိုတော့ကျွန်တော်နောက်ထပ်မိနစ်20ပတ်ချလည်းပဲအချိန်ပေးဒီ video ဆုံးဒီ Mr ကြည့်ပြီးတော့ねဒီမိကုန်းနေအားလုံးရဲ့အဖြေကိုကြည်တောက်ရှင်းအားလုံးနားလည်သဘောပေါက်သွားပါလိမ့်မယ်အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ CI YouTube channel ကနေကြိုဆိုလိုက်ပါတယ်ဆရာကြီးဘယ်လိုဖြစ်လာလဲဆိုတဲ့အကြောင်းတွေကိုကျွန်တော်တို့ CI YouTube channel ကနေပြီးတော့အပတ်စဉ်တိုင်းတက်ဆက်ပေးသွားမှာဖြစ်ပါတယ်မိတ်ဆွေအနေနဲ့ဒီ video လေးကြည့်ပြီးသွားတဲ့အခါမှာကိုယ့်အတွက်တစ်ခုခုအကျိုးရှိသွားတယ်ဘ ഹു တို့တိုးသွားတယ်ဆိုရင်တော့ကျွန်တော်တို့ channel ကို subscribe တစ်ချက်လုပ်သွားလိုက်ပါဦး channel ရဲ့စိတ်မသွားခင်မှာ Mr Beast ရဲ့ငယ်ဘောအရင်သွားလိုက်အောင်Mr Beast ကို1998ခုနှစ်မှာမွေးတယ်။နာမည်ရင်းကကျတော့ Jimmy Donaldson လို့ခေါ်တယ်။ကျွန်တော် Elon Musk တို့ Zuckerberg တို့လိုမျိုးမွေးကလေးကထူပြီးညံကောင်းနေကောင်မျိုးမဟုတ်ဘူး။ကျွန်တော်တာမန်ကလေးတွေနေတူ game show တွေ YouTube ကြည့်တယ်။ဟိုလို့ဒီလိုရှောက်လို့တဲ့ဒါမျိုး။တခြားကလေးတွေနဲ့ Jimmy နဲ့ကွာတော့ပါလဲဆိုတော့သူငငယ်ကလေးကဘယ်လိုမျိုးလဲဆိုတော့ content creator ဖြစ်ချင်တာ။ဟိုသူများ YouTube videos တွေ like ကြည့်ရတဲ့သူရှောက်တင်နေတာအဲ့ဒါမျိုးပေါ့။အဲ့ဒါကြောင့်လဲဆရာသမားအသက်73နှစ်မှာတယ်ဘာလုပ်လဲဆိုတော့ကျတော့Mr Beast 7000ဆိုတဲ့နာမည်နဲ့ YouTube channel တစ်ခုကောက်ထောင်ပြီးတော့သူ video တွေရှောက်တယ်။အဲ့မှာ Mr Beast ကိုပေးလိုက်တာကတော့ကျွန်တော်ပြောရရှင်းတယ်ဗျ။ကျွန်တော်တို့ငငယ်တုန်းကကလေးတုန်းကဆိုလဲကျွန်တော် Gmail ဖွင့်တာဖြစ်ဖြစ်ဒါမှမဟုတ်တခြားတစ်ခုကိုလုပ်တာဖြစ်ဖြစ်နာမည်ပေးဆို Mr Batman တို့ Mr Superman တို့ရှောက်ပေးကြတာပဲ။ဆိုတော့အခု Mr Beast ဖြစ်လာတယ်ဆိုတော့သူကလေးဗျ73နှစ်ဆိုတော့ဒီတိုင်းပဲစိတ်ကူးပေါ်ရှောက်ပေးလိုက်တာ။အဲ့လိုနဲ့ပဲ Mr Beast ဆိုတော့ပေါ်လာတာ။ဆိုတော့ဗျကလေးဆိုတော့သွားမယ်လမ်းကြောင်းလည်းတည်ကြသူမသိဘူး။ဘာ niche မှလည်းမသိဘူးဆိုတော့ဒီလိုပဲစိတ်ကူးပေါ်ရှောက်လုံရင်းနဲ့video ရှောက်တင်နေရဖြစ်တဲ့အတွက် video ရသူ10ပုတ်တင်လည်းမပေါက်အပုတ်100တင်လည်းမပေါက်နဲ့တိုင်ပြောက်တယ်ဘယ်လောက်ထိကြာသွားလဲဆိုတော့2010မှာ Jimmy ကအခုသူ YouTube စလုပ်တယ်ဆိုတော့2019ဒီ9နှစ်တီသူတိုင်ပြောက်တယ်ဘောကဘာမှထူးမလားကျွန်တော်သူ channel subscriber ကြည့်မယ်ဆိုတော့1000တောင်မပြည့်ဘူးဒါကသူ video ရတဲ့ view တွေဆိုတော့1000တောင်မရောက်ဘူးအကုန်လုံးစုပ်ပြက်တခြားသူတွေနဲ့ကွာတာကြကျွန်တော်ပြောရကျွန်တော်တို့ပဲဖြစ်ဖြစ်မိတ်ဆွေပဲဖြစ်ဖြစ်ကျွန်တော်တို့ဒါ level တစ်ခုဝင်လိုက်တယ် feed တစ်ခုဝင်လိုက်တယ် industry တစ်ခုဝင်လိုက်တယ်ကျွန်တော်တို့လုံးကြည့်မယ်ယုံကြည့်မယ်ကျုံးကြည့်မယ်ဆိုတော့3-5နှစ်မှာဘောကထူးမလားဆိုတော့တော်ပြီလေကျွန်တော်တို့ ਨੇ ဒါနဲ့မကိုက်ပါဘူးမအဆက်ပါဘူးဆိုပြီးတော့တခြား level တစ်ခု feed တစ်ခုပြောင်းသွားဖို့များတယ်ဒါပေမဲ့ Jimmy ရဲ့ကျလို့မဟုတ်ကျွန်တော်ပြောတာဟိုလောလောဆယ်ဒီဘက် industry မှာ तू မဟုတ်လေတခြားအောင်မြင်နေပြီးတဲ့ကောင်တွေရှိပြီးသားအဲ့တော့ပြဿနာဒီ game ကပြဿနာမဟုတ် तू ကပြဿနာဖြစ်နေအဲ့တော့ Jimmy ဘာလို့လဲဆိုတော့ဒီ9နှစ်အတွင်းမှာ तू က YouTube algorithm နဲ့ပတ်သက်လို့အမှန်ကန်လိုက်လေ့လာတယ်ဥပမာမြင်တောင်ပြောရမယ်ဆိုရင်ဗျာကျွန်တော်တို့ share ပေါက် share ထောင်တဲ့ video တွေရှိတယ်အဲ့ video တွေဘာလို့ပေါက်တာတော့ဥပမာတို့မှာတုံးထားတဲ့ thumb လေးကြောင်းလားဥပမာဒီ video တွေမှာတုံးထားတဲ့ကျွန်တော်တို့ video title ကြောင်းလား video title တွေကလူတွေစိတ်ဝင်စားအောင်ဒီ video click လိုက်မိအောင်တို့လုံနိုင်တာလားဒါမှမဟုတ်ဒီ video တစ်ခုလုံးထဲမှာပါတဲ့ information တို့ပြောနေတဲ့အကြောင်းအရာတွေတအားတန်ဖို့ရှိလို့စသဖြင့်ဒါမျိုးတွေသူအသေးသေးလိုက်လေ့လာတယ်ဥပမာသူ video ဆိုရင် view ထောင်ဝင်နေမဲ့ရတယ်တခြားကောင်တွေဆိုသိန်းကနေရတန်ကနေရဘာလို့လဲဘာလို့ကွာတာလဲဥပမာဒီကောင်တွေကဘာတွေကောင်းနေသူကဘာတွေမကောင်းတာလဲစသဖြင့်ဒါမျိုးတွေအသေးသေးလိုက်လေ့လာပြီးတော့ကျသူလိုအပ်တာမှန်သမျှပိုက်စိတ်တိုင်းလိုက်ရှာတယ်ဆိုတော့ Jimmy ဘောကပြောင်းလဲဘယ်ချိန်မှာစဖြစ်လဲဆိုတော့2019မှာဒါမကြခင်မှာသူ့ဘီလီယံနာဖြစ်လာစေမဲ့သူ idea တစ်ခုရပါတယ်အဲ့ဒါနည်းနည်းတော့ use ထောင်နိုင်တယ်ဗျဆရာသမားကဘာလို့လဲဆိုတော့ကျွန်တော်တို့ဒီဖုန်းတင်တဲ့ stand တစ်ခုရှိတယ်ဗျအဲ့ stand ထောင်ပြီးတော့ဖုန်းကင်မရာကြီးဖွင့်ပြီးတော့ကျတော့နံပါတ်1ကနေပြီးတော့နံပါတ်3သိန်းအထိကိုဒီတိုင်းပဲတစ်လုံးမှမကြော်ဘဲနဲ့ထိုင်ရည်မှာအဲ့ထိုင်ရည်တဲ့ကိစ္စကိုသူကဗီဒီယိုရိုက်ပြီးတော့သူ့ YouTube channel မှာပြန်တင်မယ်ကျွန်တော်ပြောဘယ်လောက်ထိ use အောင်နိုင်တဲ့ကိစ္စအဲ့မှာ Jimmy ရဲ့လိုမျိုးလုပ်တဲ့ကိစ္စ1ကနေပြီးတော့3သိန်းထိရေးတဲ့ကိစ္စစုပေါင်းနိုင်40ကြာတယ်အဲ့40လုံးကိုဆရာသမားကဘယ်မှမသွားဘဲနဲ့အဲ့မှာထိုင်ရည်ပြီးတော့ကြာအဲ့ဗီဒီယို YouTube မှာကောက်တယ်ဆိုတော့ကျွန်တော်ပြောချင်တယ် YouTube algorithm တခါလေကျစားတယ်ဗျပြကျွန်တော် Jimmy ရဲ့အဲ့ဗီဒီယိုက
တော်လဲပေါရအရင် viral ဖြစ်သွားတယ်သူ channel ကကျွန်တော်ပြောတာ view 1000တောင်မြတ်အကောင်တိန်ကန်တန်ကန်ဘက်နဲ့ပြက်နဲ့ရပါတယ်ဆိုတော့အဲ့ဒီ video လေးတစ်ပုတ်အဲ့ moment လေးတစ်ခုอ่ะပဲကျွန်တော်တို့မိတ်ဆွေတို့ဒီနေ့သိရ Mr Beast ကိုမွေးပေးလိုက်တယ်ပြောရမှာအဲ့ဒီမှာသူကခေါင်းတဲ့ idea တစ်ခု clip ပွင့်သွားပြီးတော့သူဝင်နိုင်ရမယ် niche တစ်ခုမြင်သွားရပဲကျွန်တော်တို့ပြောရမယ်ကျွန်တော်ဒီဘက်လူတွေမှာအထာတစ်ခုရှိရဗျာကျွန်တော်လူတွေမှာရိုးရာတစ်ခုရှိရဘယ်လိုလဲဆိုတော့ကျွန်တော်တို့ဒီ video တစ်ခုရှိရကျွန်တော်တို့ channel တစ်ခုရှိရဒါပါတော့ဒီ channel က knowledge sharing လုပ်ပေးနေရဖြစ်မယ်ဒီ channel ရဲ့ view ရေးချင်းခင်ဗျားအတွက်ဒါတစ်ခုခု mindset ပြောင်းသွားတာပဲဖြစ်ဖြစ် skill set တစ်ခုတိုးလာတာဖြစ်လုပ်ပေးနိုင်တာမျိုးရှိမယ်ဆိုတော့ဒါမျိုး channel တွေအတွက်ဆိုရတဲ့ attention နဲ့ရတဲ့ view တွေမှာ view နဲ့အခုလိုမျိုး Jimmy လောက်သွားတဲ့ video လိုမျိုးဆိုရင်ကြတော့ဒီ video ရဲ့ caption ဖတ်ကြည့်ရဒီ video title ဖတ်ကြည့်ရအဲ့ title ဖတ်ကြည့်ပြီးတော့ဆိုတော့ Jimmy ဆိုတက်ကနေတသိန်းထိဘယ်မှမတော့ပဲထိုင်ရေးမယ်ဆိုရင်ဒီကောင်တောက်ယူလာဒါမျိုးကြီးတကယ်လုံမှာလား what the first that day why အဲ့ဒါမျိုး caption ဖတ်ပြီးတော့ဒီကောင်တွေခေါင်းထဲကိုတွေးမိအောင်လုပ်ပေးနိုင်တဲ့ video ဆိုရင် view အသေးများတယ်တောက်လည်းပေါက်တယ်ဆိုတော့အဲ့ niche ကိုတွေ့သွားတဲ့အချိန်ကစပြီးတော့ဆရာသမားကဘာတွေလုပ်လဲဆိုတော့ကျွန်တော်တို့ဒီနေရန်ပေါ်မှာဆေးရတုပ်ပြီးတော့ကျတော့အဲ့ဆေးမချောင်မချင်းထိုင်ကြည့်ပြမယ်လို့တခါရေရောက်ထဲမှာရေငုပ်ပြီးတော့ကျဘယ်နိုင်သူနေနိုင်မလဲလုပ်ပြမယ်လို့တခါရတော့လူတွေတောက်လည်းဝိုင်းဆေးကြတဲ့ music video တစ်ပုတ်ရှိတယ် J-ball လောက်တာ is everyday bro ဆိုရကျွန်တော်ရှေ့မှာလည်း J-ball ကြောင့်ပြောတော့ပါပါတယ်ဆိုတော့အဲ့ video ဆိုလူတိုင်းဆဲဗျာအဲ့လိုမျိုးလူတိုင်းဆဲ video ကိုသူကဖွင့်ပြီးတော့10နာရီစက်လိုက်ကြည့်ပြမယ်လို့တခါကျွန်တော် megaphone အလုံး100လောက်နဲ့မှန်နေခွဲပြမယ်ရမရကြည့်ကြမယ်ဘာညာစသဖြင့်အဲ့ဒါမျိုးဗျာလူတွေဒီ video က caption ဖတ်လိုက်တာနဲ့ title ဖတ်လိုက်တာနဲ့ what the fuck ဆိုပြီးဖြစ်သွားမဲ့ content မျိုးတွေကြီးအသေးထိုင်းလုပ်တယ်အဲ့ဒါသူ့ niche လိုမျိုးဖြစ်သွားတယ်အဲ့လိုကနေမှတစ်ဆင့် Jimmy ကသူ့နောက်မှာ fan base ပါလာတယ်ဆိုတော့ fan တွေပါလာပြီဆိုတဲ့အခါမှာကျွန်တော်နောက်က sponsor တွေပါလာတာထုံးစံပဲအဲ့တော့ company တစ်ခုကနေပြီးတော့ Jimmy ကိုသူတို့ product တစ်ခုကြော်ညာစေချင်တယ်ဆိုတော့ဒီ Jimmy video တွေမှာသူတို့ product နဲ့ပတ်သက်ပြီးတော့ပြောစရာရှိတာပြောပေးဒါကြော်ညာစရာရှိရကြော်ညာပေးကိုအဲ့အတွက်ကိုဒါ fees အနေနဲ့$1000ပေးတယ်ဆိုတော့ဆရာသမားကဘာကောက်လို့လဲဆိုတော့ကျတော့အဲ့ဒီ$1000ကိုတခြားဘယ်နေရာမှမသုံးမနဲ့သူကအင်ဂျီယာမဲ့တွေပလိန်ကြီးသွားလူလိုက်တာဒါပေမဲ့အဲ့လူရဲကိစ္စအစားဆုံး project ကိုကျတော့သူကင်မရာနဲ့လိုက်ပြီးရိုက်ပြီးတော့ကျတော့အဲ့ဒါကို video လုပ်ပြီးတော့ကျတော့သူ့ channel မှာပြန်လာတင်တယ်ဆိုတော့ရှင်းပြောရရင်တော့ရှေ့ကနေ donate ပြပြီးတော့ကျွန်တော် monetize ပြန်လုပ်တဲ့ပုံစံပေါ့ဒါကတော့ကျွန်တော်တို့ဒီမြန်မာဘက်ကလွယ်နေလဲအထူးဆန်းမဟုတ်ပါဘူးဒါမျိုး strategy ဒါမျိုး method ဆိုတော့သုံးနေသူတွေအများကြီးရှိတာပဲကျွန်တော်ဥပမာပြောရမယ်ဆိုရင်ဗျာဟိုကင်မရာပိတ်ပြီးကျွန်တော်လူလိုက်တယ်ဆိုရင်တော့လူတာပဲဘယ်သူမှမသိဘူးဒါပေမဲ့ဘယ်သူမှမသိလို့ရှိရင်ကျွန်တော်ပြောတာဇလန်အဲ့မှာစုံသွားပြီဆိုတော့ကျတော့ Mr Beast တို့သုံးတဲ့ strategy ကဘယ်လိုဆိုလူလားဆိုတော့လူပြတယ်ဒါပေမဲ့လူတဲ့ကိစ္စကိုကျွန်တော်တို့ကင်မရာဖွင့်ပြီးတော့ဓာတ်ပုံရိုက်ဗီဒီယိုရိုက်မှတ်တမ်းတင်ပြီးရင်အစားဆုံး process တစ်ခုလုံးတို့ channel မှာပြန်တင် channel မှာပြန်တင်ခြင်းအပြင်ကျွန်တော်တို့လူတွေကနေပြီးတော့ဒီဗီဒီယိုတွေပြန်ကြည့်တဲ့အခါမှာတို့ကြည့်ပေးတဲ့အတွက် monetize money ပြန်ရတယ်တခါ sponsor ရလည်းနောက်ကထပ်လိုက်မယ်ဆိုတော့ public အနေနဲ့ကြည့်မယ်ဆိုရင်ကျွန်တော်တို့ကဒါ superman လိုမျိုးဖြစ်တယ်ဆိုတော့အဖက်ဖက်ကနေပြီးတော့ win-win situation လိုမျိုးဖြစ်သွားတာပေါ့အခု Mr Beast ရောက်နေတဲ့အနေထားလိုမျိုး donation ပေါ်ကနေပြီးတော့ monetize ပြန်လုပ်တဲ့ creator အများစုဒီနောက်တစ်ဆင့်ထပ်မခုံကြဘဲနဲ့ဒီအဆင့်မှာပဲလူပင်ပတ်ပြီးတော့ဒီမှာပဲနေခဲ့ကြတာများတယ်ဒါပေမဲ့ Mr Beast ကတော့ဒီကနေနောက်တစ်ဆင့်တက်ခုံတယ်အရင်လိုမျိုးသူဒီ what the fuck videos တွေတခါ donation videos တွေတည်တံလောက်တာမဟုတ်တော့ဘဲနဲ့ Mr Beast ကဘာတွေထက်လုပ်လဲဆိုကျွန်တော်တို့ပြိုင်ပွဲတွေဖန်နေတယ် contest တွေဖန်နေတယ်ပြိုင်ပွဲဝင်နေတော့သူရှေ့ဝေးသွားရှာကြမလို့သူမှ fan တစ်ပြုတ်ရှိတယ်ဆိုတော့သူ fan တွေကနေပြီးတော့လူအယောက်90ဖြစ်ဖြစ်100ဖြစ်ဖြစ်200ဖြစ်ဖြစ်သူ handpick လိုက်ရွေးလိုက်မှာအဲ့လိုရွေးပြီးသွားပြီဆိုရင်သူ့ရဲ့ပွဲတွေစသူဝဲရရှင်းမှာကျွန်တော်အဓိကစုကြည့်ပေးတယ်ပတ်စံဆိုရင်လည်း$1သိန်းပေးရရှိမယ်2သိန်းပေးရရှိမယ်1သန်းပေးရရှိမယ်အမျိုးမျိုးပေါ့တခါတလေကြလဲကျွန်တော်တို့ဒီ Ferrari ကို Lambo တို့ဒါမျိုးကားတွေပေးတယ်အိုက်ကားတစ်စီးကိုအလဲမှာထားသူတို့ပြိုင်ပွဲဝင်တွေကိုကားပေါ်လက်ဝိုင်းတင်ခိုင်းပြီးတော့ကျတော့နောက်ဆုံးပိတ်ဒီကားပေါ်လက်မဖြုတ်ခွင့်နဲ့ကျန်တဲ့ကောင်ဒီကားရမယ်လို့တခါလေရင်ဆိုလဲဒီလိုပဲလေရင်ကြီးအလဲမှာထားပြီးလူတွေဝိုင်းပြီးတော့ဒီပေါ်လက်တင်တာနောက်ဆုံးပိတ်လက်တင်တာကြံခဲ့တဲ့ကောင်ဒီလေရင်ရမယ်လို့နောက်ပြီး Mr Beast ကကျွတ်ဝယ်လိုက်တယ်ပြီးအဲကျွန်းမှာသူတို့ပွဲလုပ်တယ်ပွဲလောက်ပြီးနိုင်တဲ့ကောင်ဒီကျွန်းပေးမယ်တော့ American ချတာ Mr Beast strategy ရတော့ရှင်းတယ်ကျွန်တော်တို့ဘာလုပ်ပဲလုပ်နေဗျဟိုသူ့ video တစ်ပုတ် new feed မှာတက်လာပြီဆိုတာနဲ့ဖွင့်ကြည့်ရင်လည်းဘာလို့ဆိုတော့သိရမလား caption တွေကလည်းစားတယ် thumbnail တွေလည်းစားတယ်ဒါမျိုးကျွန်တော်တို့နိုင်တဲ့ကောင်ကားရမယ်လို့နိုင်တဲ့ကောင်ဒီကျွန်းရမယ်လို့ဘာလို့ဆိုတော့ဒါမကြည့်ပဲဘယ်သူမှမနေနိုင်ဘူးရှားပါတယ်အဲ့လိုမျိုးကိုယ်စိတ်ကိုထိန်းနိုင်တဲ့ကောင်အဲ့ဒါကြောင့်လည်းကျွန်တော်လူတော်များများတော့ Mr Beast ဆိုရင် YouTube ဘရင် YouTube ခင်းပါညာနဲ့ခေါ်ကြတယ်သူ algorithm ထားနားတယ်လို့ဒါပေမဲ့ကျွန်တော်ကတော့ giveaway ဘရင်လို့ပဲပြောချင်တယ်ဘာလို့ဆိုတော့ဆရာသမားကပတ်စံနေပေးတယ်စစချင်းကျွန်တော်တို့$သိန်းကနေပေးတယ်နောက်ကျတန်းကနေပေးတယ်တခါသူဘာတွေထပ်လုပ်လဲဆိုတော့ကားတွေပေးတယ်ကားကလူတွေယူရဲဆိုလေရင်တွေထပ်ပေးဆိုတော့အိမ်တွေပေးတယ်အိမ်တွေကနေတစ်စင်တခါကျွန်းတွေမှာထပ်မဲဖောက်ပေးတယ်ဒါပေမဲ့တခုကောင်းတာကကျတော့ဆရာသမားလုံးဝ immature ကျွန်တော်တို့ဒီသူ့ရဲ့ video ထဲမှာ winners ဖြစ်ဖို့တဲ့သူတွေပဲခင်ဗျာတွားပြီးတော့ interview မေးသည်ဖြစ်စေတခါသူလမ်းမှာစိတ်ပါဆို laptop တွေဖုန်းတွေလိုက်ပေးနေဟာတွေလည်းရှိသေးတယ်ဆိုတော့အဲ့ဒါမျိုး video တွေမှာဒါ laptop တွေဖုန်းတွေရသွားတဲ့သူတွေပဲခင်ဗျာတွားပြီး interview လုပ်ကြည့်ဒီကောင်တွေအားလုံးဒီတို့အမှန်ကန်ရပါတယ် Mr Beast ကဂျင်းမထည့်ဘူးဆိုတော့ပြောမှာဟိုတကယ်လဲဇကားရိုက်ဖို့မလို့ဂျင်းထည့်ကြတယ်မလို့ကျွန်တော်ပြောချင်တာ Mr Beast ရဲ့ strategy ကိုကဟိုဒါမျိုးလူတွေကိုအမှန်ကန်ပေးဖို့လိုတယ်အဓိကအဲ့လိုမျိုးလူတွေတကယ်အမှန်ကန်ပေးပြီးတော့အဲ့ project တစ်ခုလုံးတော့ video ရိုက်
ရပြီးတော့အဲ့ video သူ့ channel မှာပြန်တင်အဲ့ကနေပြီးတော့ပတ်စံပြန်ဝင်မယ်ဆိုတော့ကျွန်တော်တို့ဒီလိုမျိုးပုံစံနဲ့ monetize လုပ်တာဖြစ်တဲ့အတွက်သူကဘယ်ဟာမှဇက်ကားရိုက်ပြီး intro စရာမလိုအားလုံးအမှန်ကန်ပဲချတာဥပမာပြောရမယ်ဆိုရင်ထားပါတော့ Mr Beast က video တစ်ပုတ်လုပ်တယ်အဲ့ video မှာသူဘာတွေကုန်ကျစရာရှိမလဲဆိုကျွန်တော် protection ကရှိမယ်ဒါကသူ team ဘိုးရှိမယ်ပြီးတော့အဓိကသူအဲ့ထဲမှာသုံးတဲ့ giveaway ဆိုတော့အားလုံးပေါင်းရတဲ့အခါမှာကျွန်တော်အဲ့ video တစ်ပုတ်က$1 Mr Beast 8ထဲထွက်သွားတယ်ထားပါတော့အဲ့ video သူ platform တွေမှာ across လုပ်ပြီးပြန်တင်တယ်ဒီ video ကနေ$1တန်းခွဲရပေးထားလိုက်အဲ့ဒါဆိုရင်ဆရာသမားကဘာထက်လို့လဲဆိုအဲ့$1တန်းခွဲလောက်နောက်ထပ်ဒုတိယအပုတ်မှာထပ်ရင်းတယ်နောက်တစ်ခါအဲ့1တန်းခွဲအပုတ်ကိုရင်းလို့$2တန်းထွက်ပြီဆိုအဲ့2တန်းကိုနောက်ထပ်တတိယမြောက်ပုံမှာထပ်ရင်းတယ်ဆိုတော့ကျွန်တော်ပြောချင်တာသူကရသမျှပတ်စံအားလုံးသူနောက်ထပ် video မှာ invest လုပ်နေရဖြစ်တဲ့အတွက်မိတ်ဆွေသူ့ channel ရဲ့သွားပြီးကြည့်ကြည့်ပြကျွန်တော်တို့ဟိုးအရင်လွန်ခဲ့3နှစ်က video နဲ့အခု video နဲ့ဆိုကြားမှာသူပေးရဲ့ price pool တွေသူပေးရဲ့စုကြီးတွေအများကြီးကွာသွားပြီတခါကျွန်တော်2021တုန်းက Netflix ကထုတ်လိုက်တဲ့ series တစ်ခုရှိတယ် Squid Game လို့ခေါ်တယ်ဝက်ကွဲပေါက်တယ်တလောကလုံးတောက်လဲအောင်မြင်တယ် Mr Beast က Squid Game line ကိုလည်းအမိရလိုက်ပြီးတော့ဆရာသမားကသူအပြင်လက်တွေဘဝမှာပါဒီ Squid Game series ကိုတကယ် real life တွေကိုခေါ်ပြီးတော့ပြိုင်ပွဲတစ်ခု contest တစ်ခုဖန်တီးတယ်စုစုပေါင်းသူ့ fan တွေရနေပြီးတော့456ယောက်ရွေးတယ်ဒီပွဲဝင်ပြိုင်တဲ့ကောင်တွေနိုင်တဲ့ကောင်ရမယ်ဆိုကြီးက$4,56,000တီးပေးမှာဆိုတော့လွယ်အောင်ပြောရင် price money ရဲ့ half a mil ဖြစ်နေ$1တန်းတစ်ဝက်လောက်ခင်ဗျားရမယ်ဆိုတော့ကြတော့ဗျအဲ့ Apple အတွက်ကိုကျွန်တော်တို့ဒီပေးတဲ့စုကြီးအပါဝင် protection ကြီးအားလုံးပေါင်းမယ်ဆိုရင်$5 သန်းလောက်ထိဖြောရတာဒီတစ်ပုတ်ထဲအတွက်တယ်အားလုံးပေါင်းလိုက်အဲ့တစ်ပုတ်ထဲနဲ့$4 သန်း5 သန်းဖြောရမယ်ဆိုတော့ဒါမျိုးပတ်စံကို online ချင်းတိုင်းချဲ့ဖြောတာတွေကြောင့်လဲ Mr Beast video တွေကြည့်တိုင်းဘယ်ဟာပဲဖြစ်တောက်လဲထောင်းတဲ့ဟာတွေများတယ်ဒါပေမဲ့အခုလိုမျိုး share land share ချမ်းမှာလဲဆိုရင် Mr Beast ရဲ့ game plan strategy မှာလည်းပြဿနာတစ်ခုအားနည်းချက်တစ်ခုရှိတယ်အဲ့ဒါကြတော့ဗျာဒီ Mr Beast အနေနဲ့သူ့ fan တွေသူ့ရဲ့ audience တွေကိုအိတ်ကတ်ထဲမှာဆက်ထည့်ထားနိုင်မှုဆိုရင်ပိုပြီးကျန်းတယ်ပိုပြီး land တဲ့ idea တွေစုကြီးတွေကိုဖန်တီးပေးနိုင်မှာရမှာအဲ့ဒါကျွန်တော်မြင်သာဥမာတစ်ခုနဲ့ရှင်းပြောပြမယ်ဆိုကြပါစို့မိတ်ဆွေရောကျွန်တော်တို့ Mr Beast fan ထားလိုက်ပါတော့ဗျာလွန်ခဲ့တဲ့လ Mr Beast က video တစ်ပုတ်တင်ထားပါတော့တော့ကျွန်တော် Lambo ကားအလယ်မှာထားပြီးတော့လူတွေဝိုင်းပြီးအဲ့ပေါ်မှာလက်တင်ခိုင်းနိုင်တဲ့ကောင်ကားပေးမယ်ဆိုတော့ကျွန်တော်တို့ပထမဆုံးအချိန်မြင်တာဖြစ်တဲ့အတွက် what the fuck ပေါ့ဒါဘာကြီးလဲငါကြည့်မှရမယ်ကြည့်မှဖြစ်မယ်ဆိုပြီးတော့ဒါအားရဝမ်းသာနဲ့တွားကြည့်ဒါပေမဲ့စဉ်းစားကြည့်အခုဒီလာလဲ Mr Beast ကအဲ့တိုင်းပဲ content ထပ်လုပ်တယ်ဆိုကျွန်တော်စိတ်ဝင်စားအောင်မလားကျွန်တော်ပြောသူကားဆိုတော့ brand ပြောင်းလိုက်ပြီဒါပေမဲ့ဘာမှမထူးလို့လေကျွန်တော်တို့အနေနဲ့ဒါကြီးမြင်မိသားဖြစ်သွားပြီဖြစ်တဲ့အတွက်အရင်လောက်ကြည့်ရတာ fee မလာတော့ဘူးဗျာအဲ့တော့ Mr Beast ကဘာလုပ်ရလဲဆိုတော့အရင်တစ်ခေါက်ကကားပေးရဆိုဒီတစ်ခါလီရင်ပေးရတယ်ဒါကအရင်တစ်ခေါက်ကအိမ်ပေးရဆိုဒီတစ်ခေါက်ကကျွန်းလုံးပေးရတယ်အရင်တစ်ခေါက်က$1 သိန်းပေးဆိုဒီတစ်ခေါက်2 သိန်းပေးရတယ်5 သိန်းပေးရ1 သန်းပေးရအဲ့ဒါမျိုးစုကြီးတွေကိုအမြဲတမ်းတိုးလာတာဖြစ်တဲ့အတွက်ကျွန်တော်ပြော protection ကဆိုအသေးထောင်းတယ်နောက်ပြီးတော့ Mr Beast ဘလောက်ပဲကျန်းနေပြောသူ protection team ကဘလောက်ပဲကောင်းနေပြောသူမှကျွန်တော်တို့$သန်းပေါင်းများစွာလာစားပေးပြီးခေါ်တဲ့ analyst တွေဘလောက်ပေါ်ရပြောသူကိုယ်တိုင်တောင်ဘယ် video ကပေါက်မပေါက်ဘယ်ကောင်းမှမသိဘူးဆိုတော့ video တစ်ပုဒ်ကို Mr Beast က$2 သန်း3 သန်းတော့ပြီးထည့်ဖြောလိုက်တယ်ဒီ video ဒီ view သန်း50သန်း100ရမှာအရင်ကြေမဲ့အပုံမျိုးလည်းဖြစ်နေနိုင်တယ်ဆိုတော့ကျွန်တော်မြန်မာမှာစကားပုံတစ်ခုရှိပါတယ်လူအလိုနမ်လိုက်နိုင်ဆိုတဲ့စကားဆိုတော့ net တွေတောင်လက်မြောက်ထားတဲ့ကိစ္စ Mr Beast ကဝင်ပြီးဖြည့်ပေးနေရတာဖြစ်တဲ့အတွက်2024ခုနှစ်မှာဆိုရင် Beast industry ကနေပြီးတော့သူတို့ media business ပိုင်းကနေပြီးတော့စုပေါင်းပတ်စံဘယ်လောက်ရှာနိုင်ခဲ့လဲဆိုရင်$သန်း250ကျော်ရှာနိုင်တယ်ဒါပေမဲ့အဲ့နှစ်ကသူတို့ expense ကုန်ကျစရိတ်ဘယ်လောက်ရှိတယ်ဆိုတော့$သန်း340 350ပဲချလေရှိတယ်ဆိုတော့ခင်ဗျာဂျာရီက net profit ကိုကြည့်လိုက်မယ်ဆိုရင် Mr Beast ဆို$သန်း80ကျော်$သန်း100နီးပါးအရှုံးပြတယ်အဲ့လောက်မှအရှုံးပေါ်နေလဲဘာကိစ္စ production စရိတ်တွေမလျှော့လဲဘာကိစ္စ giveaway ပေးနေတဲ့ပတ်စံတွေမလျှော့လဲမေးတယ်ရှိတယ်ကျွန်တော်ပြောချင်တာ Mr Beast ကတက်တက်ကြီးပိန်းလို့တိန်လို့အရှုံးခံနေရမှာမဟုတ် Mr Beast ကအခုလိုမျိုးလမ်းကြောင်းတစ်ခုမှာအရှုံးခံနေတဲ့အတွက်တခြားလမ်းကြောင်းတွေကနေပြီးပတ်စံတောက်လဲဝင်နေတဲ့ strategy တစ်ခုရှိတယ်အဲ့ဒါကိုမိတ်ဆွေတို့နားလည်လွယ်အောင်ကျွန်တော်ဥပမာလေးတစ်ခုနဲ့ရှင်းပြမယ်ဆိုကြပါစို့ကျွန်တော်တို့ဆရာကြီးကနေပြီးတော့ company ထောင်ပြီးတော့ကျွန်တော် chocolate ထုတ်ခြင်းတယ်ဆိုတော့ကျွန်တော် chocolate industry ရဲ့ဝင်ရိုက်မှာဗျာကျွန်တော်တို့ chocolate brand နဲ့ customer တွေနဲ့ရင်းနှီးသွားအောင်ကျွန်တော်တို့ marketing campaign တွေအသေး run မျိုးကျ awareness တွေအရင်ယူရမယ်တခါကျွန်တော်တို့ celebrity influencer တွေမင်းသားမင်းသမီးတွေခေါ်ပြီးတော့ကြော်ညာလေးပါလေးရိုက်ရမယ်ဗျာပြီးသွားရင်အဲ့ဒီရိုက်ထားတဲ့ကြော်ညာကိုကျွန်တော်တို့ social media platform တွေပေါ်မှာ ads တွေပြ run ရမယ်ကျွန်တော် Facebook မှာ run မယ် Instagram မှာ run မယ်တခါကျွန်တော် TikTok မှာ run မယ် YouTube မှာ run မယ်စသဖြင့်ဒါမျိုး platform တိုင်းမှာကျွန်တော်တို့ like ပြီး ads တွေ run ရမယ်ဗျာပြီးသွားလို့ရှိရင်ကျွန်တော်တို့ရဲ့ chocolate brand ကိုတင်ရောင်းပေးမဲ့ sign တွေဖြစ်တဲ့ကျွန်တော်တို့ store sign တွေ retail သမားတွေ supermarket သမားတွေကိုတွားပြီးတော့ကျွန်တော်တို့ brand ကိုတို့ semi တင်ရောင်းခြင်းအောင်တို့စိတ်ပါလာအောင်ကျွန်တော်တို့က marketing မို့ထပ်ပြောရမယ်ကျွန်တော်တို့ဒီ chocolate တစ်ခု sales ရဖို့အသာထားလိုက်အောင်ကျွန်တော်တို့ brand နဲ့လူတွေနဲ့အရင်နှီးတဝင်ရှိဖို့အတွက်တင်ကျွန်တော်တို့$သန်းပေါင်းများစွာ share တိုင်းပြောရမှာဆိုပေမဲ့ဒီ scenario flip လုပ်ပြီးတော့ Mr Beast ကဒီဘက် chocolate industry ရဲ့ဝင်နေတယ်လို့စဉ်းစားလိုက်အဲ့လိုမျိုးဆိုရင် Mr Beast ဘာတွေလုပ်ရမလဲဆိုရင်ကျွန်တော်ပြောနေတာသူ chocolate brand ကိုသူခါတိုင်းတင်နေကြ video ရဲ့အစ intro နဲ့ကျွန်တော်တို့ BKN outro နားမှာကတ်ပြီးတော့ဒါသူကြော်ညာဝင်လိုက်ရုံပဲတခါကျွန်တော်တို့ဒီ description မှာ free space ရှိတယ်သူ product ကိုသူ link ပြန်ချိတ်ပြီးတော့ကြော်ညာထပ်ထည့်လို့ရတယ်တခါအဲ့ဒါနဲ့အားမရသေးဘူးဆိုရင်ဆရာသမားဘာလုပ်လို့ရအောင်လဲဆိုတော့ထုံးတဲ့အတိုင်းသူ run နေကြအတိုင်းကျွန်တော်တို့ event တွေရှိတယ် games တွေရှိတယ် contest တွေရှိတယ်အဲ့ဒါမျိုးသူ brand နဲ့ပတ်သက်တဲ့ chocolate နဲ့ပတ်သက်တဲ့ပွဲတစ်ခုလုပ်ပေးလိုက်ပင်အိုက်ပေါ်ကနေပြီးကျွန်တော်တို့စုကြည့်တစ်ခုပြန်ပေးလိုက်ဗျာဆိုတော့ဒါမျိုးလုပ်ပြီးတော့ဒီ video သူ့ channel မှာပြန်တင်
ကျွန်တော်ပြောနေတာ Mr Beast ရဲ့ view တွေဆိုတာထားပါတော့ average အနေနဲ့ view တစ်ပုဒ်ကို view တန်း100ရရထားလိုက်အဲ့ထဲကကြီးတဲ့ viewer တွေက 5% ပဲ Mr Beast ရဲ့ပြန်ဝင်ကျွန်တော်တို့လူ9သန်းရဲ့သူ chocolate ဝယ်မယ်ဆိုတော့ chocolate တစ်ခု $4.99 နဲ့ရောင်းမယ်ဆိုလို့ရှိရင်ဒီလူ9သန်းရဲ့ကျွန်တော်တို့ buying power ဝယ်အားနဲ့ဒါ Mr Beast အနေနဲ့$25သန်း revenue ရမယ် Mr Beast ဒီအခုလိုမျိုးကျွန်တော်တို့ဒီ media business ပိုင်းသူရဲ့ video လုပ်တဲ့ production ဘိုင်းမှာဘလောက်ပဲရှုံဆက်ပြီးကျုံနေရဆိုတာကသူ့ရဲ့ strategy ကဒါပဲသူကရှေ့ကနေပြီးတော့ဒါနဲ့အရှုံးပြပြီးတော့တခြား along the way မှာကသူက product အသစ်တွေစောက်တယ်အခုလိုမျိုး cash flow အသစ်တွေစောက် business အသစ်တွေစောက်ပြီးတော့ဒါရင်းနဲ့ဆွဲကန်နေတာလောလောဆယ် Mr Beast ကင်ထားထိုင်ထားတဲ့ empire ကိုကျွန်တော်တို့ခွဲခြမ်းစိတ်ဖြာကြည့်မယ်ဆိုရင်နံပါတ်1ကတော့ရှင်းတယ်လူတိုင်းသိပြီးသားဖြစ်တဲ့အတွက်ကျွန်တော်တို့ media business အပိုင်း YouTube ဘက်ကနေပတ်စံရမယ်တခြား social media platform တွေကနေပတ်စံရမယ် export တွေရတာရှိမယ်တခါ sponsor ဖို့ရတာရှိမယ်တခါ Amazon Prime တို့နဲ့ချိတ်ပြီးလုပ်တဲ့ Beast Games တို့မျိုး entertainment deals တွေကနေရတာရှိမယ်ဆိုတော့ဒီဘက်ကပတ်စံနဲ့တောက်လဲရတယ်ဆိုပေမဲ့ပတ်စံနဲ့တောက်လဲကုန်တယ်ကျွန်တော်ပုံမှာပြောခဲ့သလိုရှုံးတဲ့နှစ်ဆိုရင်တော့တောက်လဲရှုံးနိုင်မျိုးရှိသေးတာ哦ဒါပေမဲ့အဲ့ဒါပြဿနာမရှိဘူး Mr Beast ရဲ့ strategy ကအခုလိုမျိုး media business ဘိုင်းမှာအရှုံးခံရိုက်ပြီးတော့လောကလုံးရဲ့ attention ကိုနှိုက်ချင်တာတခါသူရဲ့နံပါတ်1ဝင်ငွေလမ်းကြောင်းကကျွန်တော် Festival ဆိုတဲ့ chocolate brandကျွန်တော်တို့ဟိုက B2C မရအောင် B2B ပဲသွားတယ်ဆိုတော့ business to business run နေပုံမှန်အပြင်တော့ supermarket တွေ retail ဆိုင်တွေပဲသူက target ထားပြီးအဲ့မှာဖြန့်ပေးတယ်ဒါပေမဲ့သူ brand ကကျွန်တော်တို့ထောင်းတာဘယ်လောက်မှမကြသေးဘူးတောက်လဲအောင်မြင်တယ်ဘာလို့လဲဆိုတော့ကျွန်တော်ပြောသလိုသူကကျွန်တော်တို့ဒီ customer low traffic low ဆိုတာနဲ့သူ YouTube video ကနေတစင်သူကသူသွားပြီးဖန်လို့ရတယ်ဗျသူကသူ sales ချလာအောင်သူကသူပြန်ပြီးတော့ promote လုပ်လို့ရတယ်ဆိုတော့ဒီ2024ခုနှစ်တုန်းကသူကျွန်တော်တို့ဒီ media business ဘိုင်းက$100 ကျော်အရှုံးပေါ်တဲ့နှစ်မှာတောင်မှသူရဲ့ဒီ Festival chocolate ဘာမှထောင်တာမကြတဲ့ chocolate brand တစ်နှစ်ထဲနဲ့$280နီးပါးရောင်းရတယ်တခုရှိရကျွန်တော်တို့ဒီအစားအသောက် product တွေထုံးစံတိုင်းပဲ profit margin ကတော့တအားကြီးမကျန်ဘူးဗျအလုံးလုံးကျန် 10% 11% ပေါ့ဆိုတော့ဘာပဲပြောလေခင်ဗျာဒီတန်း250 260ဘောကနေကိုယ်အတွက်29တန်း30ပဲချလဲအိတ်ထဲဝင်နေဆိုတော့အဆင်ပြေတာပဲဒီ brand အခုမှစာလုံးရေးစတာပဲရှိသေးတယ်ဘယ်တော့မှကြားသေးရမို့ဆိုတော့နောက်ပိုင်းမှာတခြားဘောက်ဒါကြီးကပိုတန်ပြီးတော့ပိုပြီးကျန်းလာမှာတခါနံပါတ်3 business ကကျတော့ view style လို့ခေါ်တယ်ဒီကောင်ကကျ physical product မဟုတ်ဘူးကျွန်တော်တို့ဒီဘယ်လိုပြောမလဲ digital subscription ပုံစံမျိုးကျွန်တော်ဟိုးအပေါ်မှာပြောခဲ့တယ် Mr Beast က YouTube algorithm နဲ့ပတ်သက်ရင်သူကလုံးဝထုံးလို့ကြီးရေးလို့နောက်အကုန်အပ်ကြတာအစားတည်းရည်ကျွမ်းတယ်လို့ပြောလို့ရတယ်ဆိုတော့သူကဒီ view style မှာဘာလုပ်လိုက်လဲဆိုတော့ကျတော့ကျွန်တော်တို့ဒီ content creator တွေကျွန်တော်တို့လိုမျိုးတခြား creator လိုမျိုးတကယ်လိုအပ်တဲ့ YouTube ဘက်က insight တွေရှိတယ်။အဲ့မှာကျွန်တော်ကိုယ့်ရဲ့လောလောဆယ် fan တွေကဘယ်လိုမျိုး video တွေထပ်ပြီးကြိုက်နိုင်လဲ။ဘယ်လိုမျိုး topic တွေဆိုသူတို့ပို့ပြီးစိတ်ဝင်စားနိုင်လဲ။ဘယ်လိုမျိုး thumbnail ကျွန်တော်တို့စောင့်မယ်ဆိုကျွန်တော်တို့ viewers တွေ fan တွေ attention ပို့ရမယ်။စသဖြင့်ဒါမျိုးကိစ္စတွေကို highlight လုပ်ပြတဲ့ platform ပေါ့။ဒီကောင်ကကျတော့သူ subscription ရေးရောင်းတယ်။လောလောဆယ်တော့ဒီဘက် business ပိုင်းကဒါအိထောင်တာမျိုးမရှိသေးဘူးဆိုပေမဲ့ဒါသူ့ portfolio ထဲမှာဒီကောင်ထည့်ထားတဲ့ရည်ရွယ်ချက်ကတော့နောက်4 5 6နှစ်10နှစ်အတွက်ကြိုပြီးတော့ invest လုပ်ထားတဲ့ future bet လို့ပဲကျွန်တော်တို့မြင်တယ်။တခါ number 4 business ကကျတော့ကျွန်တော်တို့ controversial ရမ်းဖြစ်တဲ့ကောင်တွေရှိတယ်။ Logan Paul တို့တခါ KSI တို့ဒီနှစ်ကောင်နဲ့ပေါင်းပြီးတော့ကျတော့3ယောက်သား joint partnership ယူပြီးတော့ကျတော့ brand တစ်ခုထောင်ထားတာရှိတယ်။အဲ brand ကလည်းအခုတော့ဖားပဲရှိတယ်။ဘာမှတိုက်ဖြစ်ထွန်းတာမရှိသေးဘူး။ဒါပေမဲ့ဒါနောက်ပိုင်းထောင်လာနိုင်ခြေရှိတော့ဆိုပြီးတော့သူကြိုပြီးတော့ bet လုပ်ထားတဲ့ future bet ပဲဒီကောင်လေ။ဒါကနံပါတ်5ကကျ Beast Burger လို့ခေါ်တယ် Mr Beast က burger တွေရောင်းတယ်။အဲကြောင်းတော့ကျွန်တော်အသေးစိတ်ပြောမနေတော့။အချို့ပြောရမယ်ဆိုသူဒီ bet setter ဆက်စားချင်းမှာ share ထောင်းတယ်။ share ထောင်းပြီးတော့ share ဘတ်နဲ့အောင်မြင်သွားတာ။ဒါပေမဲ့နောက်ပိုင်းမှာကျတော့ quality control အားနေတာတွေတခါသူ့ဘာဂါတွေအရသာတခါအစားတစ်မျိုးဖြစ်နေတဲ့အကြောင်းတောက်လဲ review တွေ bad review တွေအသေးတက်တယ်ဒါပေမဲ့ဒါအစားဆိုတော့နောက်ပိုင်းမှာသူ့ရဲ့သူပြန် shine ပြီးတော့ပိုပြီးကောင်းတဲ့ပုံစံနဲ့ပြန်ထွက်လာမလားဆိုတော့မကြခင်ကျွန်တော်တို့မြင်ရမှာပေါ့အဲ့နောက်ထပ်နံပါတ်6 cash flow ရှာတဲ့ land ကျတော့ကျွန်တော်တို့ Mr Beast ရဲ့ fan တွေမှာမိတ်ဆွေသတိထားကြည့်တယ်မယ်ဆိုကလေးတွေများတယ်ကျွန်တော်73နှစ်သားတွေ14နှစ်သားတွေဘာလို့ကျွန်တော်ငငယ်ရွယ်နေသားကိုပြန်သွားကြည့်တယ်ဗျ Mr Beast လိုမျိုး content တွေဆိုကျွန်တော်တခြားဟုတ်ကြိုက်တာဆိုတော့အဲ့ကလေးတွေကို target ထားပြီးတော့ကျွန်တော်တို့ဒီဟိုအင်ကြီးတွေရောင်းတာရှိတယ်တခါ ठी တွေရောင်းတာရှိတယ်စသဖြင့်ဒါမျိုးကလေးပဲဖြစ်ဖြစ်လူကြီးပဲဖြစ်ဖြစ်ဝတ်လို့ရမယ်အင်ကြီး brand တွေဝတ်လို့ရမယ် t-shirt brand တွေဒါမျိုးတွေထုတ်ရောင်းပေးတာရှိတယ်ဆိုတော့အဓိကအပြင်တော့ဒီကောင်တွေပဲလက်ရှိမှာ Mr Beast ကို billionaire ဖြစ်လာစေခဲ့တဲ့သူသုံးတဲ့ strategy game plan ကိုကျွန်တော် recap ပြန်လုပ်ကြည့်မယ်ဆိုရင်တော့Mr Beast က YouTube တို့ media broadband မှာသူကအမြတ်ရဖို့အတွက် target ထားတာမဟုတ်ဘူးအဓိကသူဖြစ်နေတာဒီဘက်ပိုင်းကသူ့ကိုတလောကလုံး attention ကိုရအောင်နှိုက်ပေးနေကြတာအဲဒါကြောင့်လဲ Jimmy ရဲ့ video တွေ Mr Beast ရဲ့ video တွေကျွန်တော်တို့ကြည့်လိုက်မယ်ဆိုရင်သူကကျွန်တော်တို့ဒီ production ဘိုင်းအတွက်ကိုအသေးဖြောတယ်ဗျာ giveaway ဆိုတဲ့အသေးပေးတယ်ဘလောက်ပဲသူရှုံးနေနှစ်ပဲဖြစ်ပါစေအောင်ဘယ်တော့မှ quality မလျှော့တယ်လို့ဘယ်တော့မှပေးရစူးကြီးကိုလည်းရှော့မပြဘူးအဓိကကျွန်တော်ပြောသလိုသူဖြစ်စေချင်တာဒီဘက်ကနေသူ attention ရှာပင်ရပြီပြီးရင်တလောကလုံးရဲ့ attention သူ့ရဲ့ကတဲ့ရောက်ပြီဆိုတော့ဆရာသမားကဘာလုပ်လဲဆိုတော့ကျတော့ကျွန်တော်တို့ပုံမှန် influencer တွေပုံမှန်မင်းသားမင်းသမီးတွေဆိုတော့ရှင်းပါတယ်သူတို့ကသူများ brand တွေဝင်ပြီးကြော်ညာပေးတယ်သူများ brand တွေကို like ပြီးတော့ endorse လုပ်ပေး Mr Beast ကပြောင်းမြန်သူကသူများ brand endorse လုပ်ပေးရတဲ့သူ brand သူပဲစောက်တယ်သူကသူ company ထောင်ပြီးတော့ကျတော့အဲ့ဒီသူထောင်တဲ့ company ကိုဆိုတော့တလောကလုံး attention ရတာပြီးတော့သူ့ရဲ့ YouTube channel တွေသူ့ရဲ့ media platform တွေနဲ့တဆင့်ပြန်ပြီးတော့ traffic land drive တယ်အဲ့ကနေတဆင့် sales ပြန်ရှာတယ်တခါဆရာသမားဘာထက်လုပ်လဲဆိုတော့ Beast Industry ဆိုတဲ့ company တခုထောင်ပြီးတော့ကျတော့အဲ့ထက်မှာဆောင်းတာသူ media ဘိုင်းနဲ့ဆိုင်တဲ့ကောင်တွေရော
ကျွန်တော် chocolate နဲ့ဆိုင်တဲ့ကောင်တွေရော burger နဲ့ဆိုင်တဲ့ကောင်တွေရောဆိုတော့အင်ကြီးရောင်းတဲ့ဟာတွေနဲ့ဆိုင်တဲ့ကောင်တွေရောအကုန်လုံး swag ထည့်လိုက်တယ်ပြီးတော့ကျတော့အဲ့ဒီ beast industry တစ်ခုလုံးရဲ့ 50% ကျော်ကိုတဝက်ဝက်ပြီးတော့ကျတော့ investor တွေခွဲရောင်းပေးတယ်အဲ့ကထွက်လာတဲ့ပတ်စံမှန်သမျှကိုဆရာသမားနှစ်ပုံပုံလိုက်တယ်တပုံကတော့ရှင်းတယ်သူ video တွေထပ်လုပ်ဖို့အတွက်သုံးမယ်နောက်ထပ်တပုံကကျတော့ဆောင်းတာကျွန်တော်ပြောခဲ့တယ်လို့သူ product တွေတစ်ခုပြီးတစ်ခုသူ fan တွေကြိုက်နိုင်ရရှိတဲ့ product line တွေတစ်ခုပြီးတစ်ခု fan တွေကို company တစ်ခုပြီးတစ်ခုထောင်ဖို့အတွက်သူသုံးတယ်ဆိုတော့ video တွေကိုလိုမျိုးပတ်စံ share သုံးပြီးတော့ထပ်ထွက်လာတဲ့ပတ်စံတွေရှိမယ်အဲ့ထပ်ထွက်လာတဲ့ပတ်စံတွေကိုနောက်ထပ်ပိုကျန်းတဲ့ video တွေလုပ်ဖို့အတွက်ထပ်သုံးတယ်အဲ့လိုပဲကျွန်တော်တို့ဆောင်းတာသူအသက်ထောင်ထားတဲ့ business တွေအသက်ထောင်ထားတဲ့ company တွေထွက်လာတဲ့ပတ်စံတွေကိုလည်းနောက်ထပ်ဒါမျိုး company တွေထပ်ထောင်ဖို့အတွက်ထပ်ပြီးသုံးတယ်နောက်ထပ်လိုအပ်တဲ့ sector တွေမှာထပ်ပြီးတော့ချဲ့ဖို့အတွက် invest ပြန်လုပ်တယ်အခုလိုမျိုး share ချမ်း share line နဲ့ strategy တွေနဲ့ looping ထိုင်ပတ်နေတဲ့အကြောင်းလေလက်ရှိ2026ခုနှစ်မှာဆိုရင် Jimmy ထောင်ခဲ့တဲ့ beast industry က5 billion ဝန်းကျင်ရှိတန်နေပြီဒီထဲမှာ Jimmy က Mr Beast ရဲ့ stake ကကျွန်တော်တို့တဝက်နီးပါးရှိတာဖြစ်တဲ့အတွက်သူက 2.5 billion ဝန်းကျင်ချမ်းသာတဲ့ billionaire ဖြစ်လာပြီအဲဒါကြောင့်လေဆရာသမားကဒီ media business ပိုင်းကဘယ်လောက်ပဲမြက်နေနေဘယ်လောက်ပဲရှုံးနေသူကယူမဆိုင်ဘူးအဓိကသူလိုချင်တာတလောကလုံးရဲ့ attention ဖြစ်တဲ့အတွက်တလောကလုံး attention ရဖို့အတွက်ကိုသူလိုအပ်တဲ့ပတ်စံထိုင်ဖြောပြီးတော့ကြတော့တစ်ချက်လေးမှနောက်မတော်မဲနဲ့စတဲ့လှုပ်ရှားရရှိတဲ့ထိုင်လုံးနေတာဒီဗီဒီယိုကတော့ Mr Beast ရဲ့အခန်းထဲမှာ phone camera လေးဖွင့်ပြီးတော့ကြတော့နံပါတ်1ကနေနံပါတ်3သိန်းထိတလုံးချင်းထိုင်ရေးပြိုင် attention ရှာခဲ့ရတဲ့ဘဝကနေပြီးတော့ဘယ်လိုမျိုး strategic move တွေရွှေရင်းကနေပြီးတော့ဒေါ်လာဘီလီယံပေါင်းများစွာချမ်းသာတဲ့ billionaire ဖြစ်လာလဲဆိုတော့ကျွန်တော်အသေးစိတ်ပြောပြရှင်းပြသွားခဲ့တာပဲဖြစ်ပါတယ်ဆိုတော့ဒီဗီဒီယိုတွေကလိုအပ်တာအလုံးပြောပေးသွားပြီဖြစ်တဲ့အတွက်ကျွန်တော်တို့ထုံးစံတိုင်း Q&A session လေးဆက်လိုက်အောင်ဒီမှာတော့ကျွန်တော်မေးခွန်းလေးနှစ်ခုမေးချင်တယ်နံပါတ်1မေးခွန်းကကြတော့ကျွန်တော် content creator တွေအနေနဲ့က Mr Beast သုံးနေတဲ့ strategy Mr Beast သုံးနေတဲ့ model ကို copy ကူးဖို့ဆိုတော့ခက်တာမဖြစ်နိုင်ဘူးဆိုတော့ဘာလို့မဖြစ်နိုင်ဘူးလို့ကျွန်တော်ပြောရတယ်မိတ်ဆွေတို့ဘာလို့ဒါတခြားကောင်တွေနဲ့ Mr Beast ဖြစ်မလာနိုင်ဘူးလို့ထင်တယ်အဲ့ဒါလေးကျွန်တော်ဒီဗီဒီယိုက comment section မှာဖြေခဲ့ပြီပါတော့နံပါတ်2မေးခွန်းကကြတော့ကျွန်တော်တို့ဒီ celebrity မင်းသားမင်းသမီးတွေရှိတယ်သူတို့ဒီကျွန်တော်တို့ပတ်စံအဓိက main ရှာတာရုပ်ရှင်ရိုက်တဲ့နေရာရှာတယ်ဒါကသူများ brand တွေညွှန်ကြားပေးတယ်သူများ brand တွေ endorse လုပ်ပေးတဲ့နေရာနေရှာတယ်သူတို့ကရောဘာကိစ္စ Mr Beast တို့မျိုးကိုယ့်အကို company ထောင်ပြီးတော့ကို brand ကို promote လုပ်တယ်ကို brand ကိုဒါလမ်းကြောင်းပေါ်ရအောင်ဆွဲတင်တယ်ဒီဘက်ကနေပြီးပတ်စံတောက်တောက်လေးဝင်နေအောင် cash flow စောက်တာမလုံနိုင်ရတာလေဘာကိစ္စကြောင့်သူများ brand ကိုပဲအသက်ကုန်ထိုင်ပြီး promote လုပ်ပေးနေရလို့ထင်တယ်အဖြေကတော့ထုံးစံတိုင်းဟိုက manager မှလည်းမရှိဘူးဒါမိတ်ဆွေစိတ်ထဲမှာရှိတယ်လို့ကိုယ်သဘောပေါက်တယ်လို့ကိုနားလဲတယ်လို့ဖြေလို့ရတယ်အဖြေတော့ဒီ video က comment section တွေမှာမှန်သွားလိုက်ပါအခုလိုမျိုးမိတ်ဆွေအုံနောက်အတွက်လည်းအကျိုးရှိမယ်ဗဟုသုတလည်းရမယ်တခါဘဝတလန်တော့လည်းတစ်ဖက်တစ်လန်အထောက်ကိုပြုပေးမယ် content တွေဆရာကြီးဘယ်လိုဖြစ်လာလဲဆိုတော့အပေါ်မပါတဲ့ဖြစ်ရမယ် live story ကိုကျွန်တော်တို့ CI YouTube channel ကနေပြီးတော့အပတ်စဉ်တိုင်းတင်ဆက်ပေးနေမှာဖြစ်တဲ့အတွက်မိတ်ဆွေအနေနဲ့ဒီ video လေးကြည့်ပြီးသွားတဲ့အခါမှာကိုယ့်အတွက်တစ်ခုခုအကျိုးရှိသွားတယ်ဗဟုသုတတိုးသွားတယ်ဆိုရင်တော့ကျွန်တော်တို့ channel ကို subscribe share လုပ်သွားလိုက်ပါအားလုံးပဲကျေးဇူးတင်ပါတယ်နောက် video မှာပြန်ဆုံကြပါမယ်